အထိမ်းမပါတဲ့ fashion ကြောင့်လူပြောများနေတဲ့အေးမြတ်သူမင်္ဂလာပါပရိသတ်ကြီးရှင်အေးမြတ်သူကဗရာမပါတဲ့ fashion show ရှောက်တဲ့ကိစ္စနဲ့ပတ်သက်လို့အခုဆို internet social media မှာအခုဆိုအော်ဇိုနဆိုရဲ့ငင်းခုန်တန်တွေနဲ့ဆူညံနေပါတယ်တစ်ဖက်ကမြန်မာယဉ်ကျေးမှုနဲ့မညီဘူးဆိုပြီးပြင်းပြင်းထန်ထန်ပြောဆိုနေကြပြီးနောက်တစ်ဖက်ကတော့ဒါမှတကယ်ကမ္ဘာအဆင့်မီတယ်လို့ချီကျူထောပနာပြုနေကြပါတယ်ကိစ္စရဲ့အစကတော့နာမည်ကျော်ဒီဇိုင်နာအော်တာရာရဲ့ fashion show ပွဲမှာပါဒီပွဲမှာအင်မြတ်သူဟာတရုတ်ဆောင်တရားဖြစ်မဟုတ်ပဲ professional runway model တရားဖြစ် catwalk ပေါ်မှာအလုံးကိုအားတင်စေခဲ့ပါတယ်သူရဲ့ကိုယ်လုံးအလားယုံကြည်မှုရှိတဲ့မျက်နှာထားနဲ့ရှောင်းလန်းဟန်တွေကတကယ်ကိုထိတ်တဲ model တရားလိုပါပဲဒါပေမဲ့ကျတနာကအဲဒီမှာစတာမဟုတ်ပါဘူးသူဝတ်ဆင်ခဲ့တဲ့ fashion က bra စရာမပါဝင်ပဲ no bra fashion ဖြစ်နေတဲ့အတွက်မြန်မာပြည်သူတွေကြားမှာကြီးကျယ်ပြောစရာဖြစ်ခဲ့ပါတော့တယ်ပထမဦးဆုံးအနေနဲ့ဒီ fashion ကိုဝေဖန်နေသူတွေရဲ့ဘက်ကကြည့်အောင်ပါသူတို့ရဲ့မြန်မာတော့အင်မြတ်သူဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းနုပညာရှင်တယောက်လူငယ်တွေအားကြတဲ့ role model တယောက်ဖြစ်တဲ့အတွက်မြန်မာမျိုးသမီးတယောက်ရဲ့အင်ဒရီသိက္ခာနဲ့ညီဝတ်ထားတဲ့လို့ယူဆကြပါတယ်မြန်မာတိုင်းဝမ်ရဲ့ရှုထောက်ကချင်းဒီလို fashion မျိုးဟာအမြင်မတင့်တော်ဘူးရိုင်းတယ်လို့ထင်ကြပြီးဒါဟာအနောက်တိုင်းယဉ်ကျေးမှုကိုအတူခိုးမှားတာလို့သုံးသပ်ကြပါတယ်ဒီမြင်ကလည်းသူတို့ရဲ့ယဉ်ကျေးမှုပေါ်တမိုးထားတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတာမို့လောကတော့အပြစ်ဆိုလို့မရပါဘူးဒီကိစ္စမှာလည်းနောက်တစ်ဖက်ကအမြင်တစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့ fashion လောကရဲ့ professional ရှုထောက်ပါပဲနိုင်ငံတကာအဆင့်မြင့် fashion လောကမှာ model ဆိုတာလူဆိုတာတဲ့ designer ရဲ့နုပညာကိုတင်ဆက်ပြသတဲ့သက်ရှိပကြီးကတစ်ချက်နဲ့ပို့သူပါတယ် designer တယောက်ဟာသူ့ရဲ့ဝတ်စားဒီဇိုင်းတစ်ခုရဲ့မူလပုံစံချိုရိုအသားရဲ့လှုပ်ရှားမှုတို့ကိုအတိအကျပေါ်လွင်စေချင်ပါတယ်အဲဒီခါမှာအတွင်ခံဘရာတခုကအင်ဂျီရဲ့မူလပုံစံကိုပြည့်စည်စေနိုင်တာကြောင့်မော်ရီဟာဘရာမပါပဲဝတ်ဆင်ပြသတွေဟာအလွန်ကိုပုံမှန်ကိစ္စတခုပါပဲဒါအရှက်ကြောက်တရားနဲ့မတိုက်ဆိုင်မိအလုပ်ပေါ်ထားရှိတဲ့လေးစားမှုနဲ့ professional ကျင့်ဝတ်တခုသာဖြစ်ပါတယ်အင်းမြတ်သူဟာဒီပွဲမှာတရုတ်ဆောင်တယောက်အနေနဲ့တက်ရောက်ခဲ့တာမဟုတ်ပဲမော်ရီတယောက်ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့တာပါဒါကြောင့်သူဟာမော်ရီတယောက်ရဲ့ကျင့်ဝတ်အတိုင်းဒီဇိုင်နာရဲ့ဖန်တီးမှုကိုလေးစားလိုက်နာခဲ့လို့ဆိုရမှာပါသူရဲ့ဒီလုံရဲ့ဟာရဲတင်လွန်းတယ်လို့ထင်ရပေမဲ့တစ်ဖက်မှာတော့မြန်မာ fashion လောကကိုဒါမျိုးတွေလည်းရှိတယ်။ဒါကမှနိုင်ငံတကာအဆင့်ဆိုတဲ့အသိပညာပေးမှုတစ်ခုကိုတွဲဝိုက်တော်အဖြစ်လှုံ့ဆော်လိုက်တာနဲ့အတူတူပါပဲ။အတူအပြည့်ဆိုရမယ်ဆိုရင်အင်းမြတ်သူရဲ့ဒီ fashion ဟာယဉ်ကျေးမှုအမြင်နဲ့ professional အမြင်ကြားကတဘောထားကွဲလွဲမှုတစ်ခုကိုမိမောင်းထိုးပြသလိုက်တာပါပဲ။သူမဟာရေစက်တို့ဒီစကားနဲ့တရုတ်ဆောင်ဖက်မှာထိုးချွန်ကြောင်းတတိပြခဲ့တယ်လို့အခုတခါမှလည်းစီးပေါင်တွေကိုချိုးဖောက်ရတဲ့တတိရှိတဲ့ fashion model တယောက်ဆိုတာကိုပါတတိပြလိုက်ပြန်ပါပြီပိတ်သက်ကြီးတို့ရောဒီလိုယဉ်ကျေးမှုအမြင်နဲ့ professional အမြင်ကြားကသဘောထားကွဲလွဲမှုအပေါ်ဘယ်လိုမြင်လဲအနုပညာနဲ့ fashion မှာခင်နေညီပြောင်းလဲတင်ပြီလို့ထင်ပါသလားဆိုတာကောမဝေဟာဆွေးနွေးပြကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်အကြောင်းတွေနဲ့တို့ပြန်လာခဲ့အောင်မှဖြစ်လို့အတိတ်တော်ရီတနိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘီနာချက်ပေးခေါင်းလောင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးတရားပြီးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်